ရောက်ရှိလာကြတဲ့အရောက်စီတိုင်းအလောကနေပင်ပန်းပေမဲ့လည်းဖခင်ရဲ့မျက်နှာကိုရှာဖို့ရန်ရောက်ရှိလာတဲ့အရောက်စီတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေကျမတို့ဘောနော်အလုံးမတည့်ရပြီးတော့ဖခင်ရှင်ကိုချီးမွမ်းကြရအောင်ဒီနေ့ရောက်လာတဲ့သူတွေကတကယ်ပဲကျမအရင်ကပြောသလိုပဲဘောနော်တန်မာတဲ့ပြိုးပင်တွေဖြစ်တယ်အာမင်မိုးရွာပါစေနေပူပါစေဖျက်မျက်နှာကိုရှာဖို့ရန်ရောက်လာတယ်ဆိုတာကနေတဲ့တတိမဟုတ်ဘူးပေါ့နော်ပင်ပန်းမယ်ဆိုတာသိတယ်ဒါပေမဲ့သခင်အတွက်ဆိုပြီးတော့စိတ်ဆန္ဒဆုံးဖြတ်ချက်ချလက်ဒီကိုရောက်ရှိလာကြတဲ့ညီကိုမောင်နှမများအရောက်စီတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေကဲလူကတိတ်ပြီးတော့မများသေးဘူးဆိုတော့နော်သူတို့ကချီးမွမ်းရအောင်နွေ့နွေ့ထွေးထွေးလေးချီးမွမ်းရအောင်မိုးရွာတဲ့ချမ်းတယ်ဆိုတော့လေနော်အားလုံးအရှိကိုထွက်လာခဲ့ပါတချင်းသစ်လေးနဲ့ဖျက်ရှင်မျက်နှာကိုရှာရအောင်ဒီကနေ့ဒီတချင်းထဲမှာဆိုရင်ကျမအရန်ခွန်အားရတယ်ဗာပြောထားလဲဆိုလို့ရှိရင်ခေါင်းစဉ်ကပေါ့နော်အခွင့်ထူးခန့်တခါတလေကြရင်ကျမတို့ကအောင်မြင်တဲ့သူတွေယေရှုအပြည့်လွတ်မြောက်တဲ့သူတွေဆိုတာတခါတလေကြရင်သိပေမဲ့မေ့တတ်ကြတယ်ပေါ့နော်အဲ့ဒီအခါမှာလဲကိုအားပေးဖို့ရန်ဖြစ်တယ်သူများရဲ့အားပေးခြင်းကိုမျှော်လင့်တာထက်တခါတလေကြရင်ကိုအားပေးဖို့ရန်ဖျက်ရှားလို့တော့ရှိတာဖြစ်တယ်အာမင်ငါဟာလွတ်မြောက်တော်သူဖြစ်တယ်ငါဟာသခင်ရဲ့ချစ်နဲ့အသက်ရှင်တော်သူဖြစ်တယ်ငါဘယ်တော့မှမကြောက်တော့ဘူးသခင်ငါနာမှာအမြဲတမ်းရှိတယ်အလုံးချုံဆုံးသခင်လက်ထဲမှာငါရှိတယ်အာမင်ဘလို့အခြေအနေမျိုးမှငါကိုမဆွဲချနိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ငါဟာသခင်ရဲ့အချစ်ကိုခံရတော်သူဖြစ်တယ်အာမင်သခင်ကတင့်ကိုကျွန်တော်ကိုလုံးဝအဆုံးရှုံးမခံဘူးအာမင်ထိုရာတွေတွေ့ကျမတို့ယေရှုတော်ကိုချီးမွမ်းရဒီကနေ့အရင်ဦးဆုံးဒီနေ့ဖျားရှင်မျက်နှာဒီနေရာမှာဖျားရှင်သူပါရှိခြင်းတယောက်ဖွင့်အတွက်ကျမတို့စိတ်နှလုံးသွင်းလောင်းလျက်ဖျားရှင်ထံမှာတတမြတ်ကိုစိတ်ကအနံ့ရအောင် Hallelujah sharara pa 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 Hiara pa 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 We get up pia grogu kho phai phai We get up pia grogu lo apai We get up pia grogu sang apai We get up pia grey lamp pia chin ko lo apai Oh kuro ta le chno ya long song phit de kuro ta le chno ya long chong so Oh kuro ye yin khwin na Oh chno ya long chong so ne ya phit de kuro ko ta pyo le pai kuro ko ta lo apai kuro ko ta lo chin pai Hallelujah pa 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 Rogo kho phai bai Rogo kho phai bai Rogo kho phai bai Rogo lo abai We no sin choro mu ba Di ne ya ne we no ne ya shu ro mu ba lo cho mu ba Di ma la yaw de ta thame yaw si ran ko ko kin saka pyo ro mu ba Oh ra pa 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 Hiya ra pa 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 Ko ne ya pe bai Ngà hà lâm miao tô tu bê Giê-xu trong ta Ngà hà khê ya chư trê nê Tê shin tu Ngà bê rô mà chào trô bù Ngà bê rô mà chào trô bù Tê khê nhé shi tê Long trong sông khê lê trô đê shi nê Nào ta khá biên sô yào ngà hà lâm miao tô tu bê Ngà hà lâm miao tô tu bê Giê-xu trong ta Ngà hà khê ya chê trê nê Tê shin tu Ngà bê rô mà chào trô bù Tê khê nhé shi tê Long trong sông khê lê trô đê shi nê
ပြန်ဆိုရဒီငါကိုချီခိုင်မခံဘူးလို့ချီမငါကိုနိုင်ဘူးငါဟာခေရဲ့ချီခဲရဘူးခင်ငါကိုဝါဆုံးဆုံးမခံဘူးခင်ငါကိုဝါဆုံးဆုံးမခံဘူး
chaba le jadai le na go to beda kitanga ye bua la man siketa when to Temba te chogo songa nga yem tin tin shi shi de lo song pin lo ka song pin ma cha ba le cha dai nga go to be da ki chit da nga ye bua go la man si song pin ma cha ba song pin ma cha ba Jadai le nga go to beda kiye chita nga ye bua lemon sumpi machaba le jadai nga go to beda kiye chita nga ye bua go lemon siketa quintu Christian Papia, Korea, Chitoita, Kroko Jesu Dene. Korea Chichimita, Tadimro Yausiran, Gohansaya, do compare to Jan Kroko Jesu Dene. Kuro Janga Titan to repeat. Hallelujah. Winging of Papia, Kroko Kope by Tadamiro Lema, winging of Papia, Lolo Tomuba. Chimwan Gokwe Chia Tena, Chimwan Gokwe Chia Lena, Kroye. 主把事情过要先看啥些罗木吧，就是罗过去嘛吧，Amen，Amen。今天知道怎么罗去嘛多的台北，知道怎么罗家的去去过看下来多的皮的，Amen。知道怎么罗阿德大台嘛，双双多的亚瑞国北亚瑞那边有没来说罗先，去嘛去那边有亚马皮的，Amen。去嘛去那南有亚马皮的，Amen。ကိုရင်ဆိုင်နေရတဲ့ခက်ခဲတွေကိုမနိုင်တော့တဲ့ຢာတွေကိုကိုရောထမ်းနိုင်ရအောင်အာမင်ချီးမွမ်းခြင်းနဲ့ကိုကိုချီးမွမ်းကြရအောင်အားလုံးလက်ခုပ်သေးအောင်ဟာလေလုယာ
လူနေတဲ့ဆိုတဲ့ခါမှာဘောနော်အရင်သိတာဖြစ်တယ်ဆိုအလုံးရှိထွက်လာခဲ့ကြပါရောက်တာချင်းတူတူအရပါရချင်းမရအောင်အရင်နဲ့မပြန်ဘူးအမျက်နဲ့ပြန်မယ်နော်โอเคအလုံးရှိကိုကြွလာခဲ့ကြပါပြီးတဲ့ခါမှာဒီသရှင်ကဘာပြောလဲဆိုလို့ရှိရင်ချင်းမချင်းကငါတို့ရဲ့လက်နက်ပဲတဲ့ဒီမှာရှေ့တငယ်ချင်းတယ်ချင်းမချင်းကအဲ့လိုဖြစ်နေတယ်နော်ရုပ်တွေကအောင်မင်းနဲ့သူတွေကတက်တက်ကြွကြွဖြစ်ရမှာဖြစ်တယ်အာမင်အားလုံးကိုရှင်းလာခဲ့ကြပါရှင်းကိုကြွလာခဲ့ကြပါဆက်လက်ပြီးတော့ချင်းမရအောင်ထန်တော့အာရပါရချင်းမမဲလူငယ်တွေ把所有的天面呐，人间的土地要爬，如果是人高松呀，天人之内难知，你来那不定来，松沙梅，南沙梅，人是追过，龙大梅，七万里梅，你在。ကဘာမနေရတဲ့ကိုရဲမျက်မှောက်တော်ကျွန်တော်ကျမတို့လိုချင်ပါရဲ့ကိုရရှင်ဖဖျားဟာလေလုယာအလွမ်းဆွဆောအသမ်းသာဆုံးနေရဖြစ်စေတော်မူပါဟာလေလုယာဟိုရာဘာဒီကနေ့စိတ်နှလုံးသွင်းလောင်းတဲ့ဒီနေ့ဖျားရှင်မင်းသားကိုတပန်းရှာကြရအောင်
က်ခဲဆုံးချိန်မှာပင်လင်ကျွန်တော်ကျမတို့နဲ့အတူပါရှိတော်မူသောယေရှုဖြစ်တယ်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ကိုမောင်နှမတွေကကိုယ့်ရဲ့အခက်ခဲတွေကိုမဖြေရှင်းပေးနိုင်ပါဘူးတော်တော်လည်းပဲဒီကနေ့ကျွန်တော်ကျမတို့ကိုးကွယ်တဲ့ဖျားရှင်ကပင်လင်ငါထံသို့လာပါငါဒီချမ်းသာပေးမည်သင်ချမ်းသောဝင်ကိုငါချမ်းရပေးမည်ဆိုပြီးတော့သူနှုတ်ကပတ်တော်နဲ့ကျွန်တော်ကျမတို့ကိုစကားပြောတဲ့အရှင်ဖြစ်တယ်ဟာလေလုယာဒီနေ့ဖျားရဲ့စကားကကျွန်တော်ကျမတို့အတွက်အယံပဲလုံးချုံတာဖြစ်တယ်ဟာလေလု
ရှင်ကြောင့်သာနေဖို့လေကိုရောရှင်ကြောင့်သာကိုရောရှင်ကြောင့်သာနေဖို့လေနေပင်လယ်လိုင်းလုံးတွေပေါ်မှာအဆိုးတော်မူသောဖျားရှင်ကိုရောကိုပိုင်ဆိုင်ခွင့်ရလို့ကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့ဒီမှာရောက်ရှိလာကြတဲ့ညီကိုမောင်နှမများရောက်စီတိုင်းကိုရောရဲ့အတောင်တော်ရေအောင်မလုံးခြုံစွာနေရတော့ခွန်ပေးတော်မူသောဖဖျားကိုရောကိုကျေးဇူးတင်ပါကိုရောပေးတဲ့ချက်မချင်းတွေကိုရောကိုကျေးဇူးတင်တယ် Hallelujah ကိုရောတူပါရှိတယ်ဆိုလို့ရှိရင်ဘလို့ချင်းနေမျိုးမှကျွန်တော်တို့ကိုမဆွေးချနိုင်ဘူးဆိုတဲ့ကြောင့်ဒီကနေ့တပန်စကားပြောတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်အချင်းနေပေါ်မှာမရက်တည်ပဲနဲ့ကိုရောရှင်ထန်နိုင်တာရက်တည်နိုင်တော်သူများဖြစ်စေတော်မူပါအာမင်ကိုရောရဲ့လက်ကိုခိုင်မြဲစွာဆွေးကင်တော်သူများဖြစ်ရသောခွင့်ကိုရောရှင်ပါပြပေးတော်မူပါဟာလေလုယာဘုရားမကြုံတွေ့ရတဲ့လိုင်းတဘိုးတွေဘယ်လောက်ပဲခက်ထက်မလေးစေကိုရရဲ့တူပါရှိခြင်းသာသမီတော်ရောက်စီတိုင်းစိတ်နှလုံးထဲမှာအစဉ်မြဲမမရတော့ခွင့်နဲ့ကိုရရဲ့ချစ်ချင်းမေတ္တာကိုလုံခြုံစွာခံစားရတော့ခွင့်ကိုရရှင်ပါပြပေးသနာတော်မူပါကိုရရဲ့နှွေးထွေးဆုံးနေတော်မူသောချစ်ချင်းမေတ္တာတွေကိုကိုကျေးဇူးတင်တယ်ဟာလေလုယာOh, we know Papa, Christian to Pashira to Chakro Chizu Dine. Tigane Dineana Keke and a crocu chimon go way poem. Bim bim bam ban a crocu chimon poem. Some picture chale lie out a Yosilango. Christian Sagapio Muba. A chili that the Mapi Sevene. Korea to Pashi Chen, Korea Sagapio Chen to the Pankan Sayato and Christian Papia Petanaro Muba. ကိုကိုကျေးဇူးတင်တယ်အလုံးစုံလို့ရဲ့အရှင်ကိုရောတာလင်ခံထိုက်သောအရှင်ကိုရောတာလင်ဖြစ်ပါ၏ကိုရောဟာလေလုယာချီးမွမ်းကိုကိုချင်းလဲနိုင်ကိုရရှင်သူပါရှိတဲ့ကဲ့သို့ဒီကနေ့ပေကံလူရန်ရမဲ့လူရန်ငွေအားဖြစ်တော်၎င်းဂျာနာရမဲ့ကိုရဲနုကပတ်တော်အားဖြစ်တော်၎င်းသာသမီရောက်စီတိုင်းကိုကောင်းချီးဖြစ်စေတော်မူပါကိုရတူပါရှိခြင်းကိုယေရှုနာမ၌စက္ကအနံပိုင်ကိုရရှင်ဖာဖျားအာမင်哈利路亚！请问各位亲们，阿龙表妹也啦？请问请各位亲们，有上辈的下前嘛？有亲戚来帮忙到了个，把我呢大的米有亲戚来帮忙到了个，偏亲家，你这么个沙帮面说，刚几杯吧是？没了有啥要跟他哭嘛？前面路亚的时候，人家都那种的，阿龙拿来杯茶吧了。ပထမဆုံးအနေနဲ့ကြွေးကြော်ကြရအောင်ပေါ့နော်ဖျားရှင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာကျွန်တော်ပေါ်မှာဆိုပြီးတော့၃ကြိမ်ဝန်ခံကြရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျမပေါ်မှာအာမင်ဆက်လက်ပြီးတော့ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ဒီသင်တော်ပေါ်မှာဆိုပြီးတော့ပြန်လည်ပြီးဝန်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့အသင်းတော်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့အသင်းတော်ပေါ်မှာအာမင်ဒီနေ့ဒီညမှာမြန်မာစီစီမှာပေါ့နော်ပထမဆုံးအကြိမ်ပါဝင်တဲ့သူရှိလားမသိဘူးရှင်လက်ထောင်ပေးကြပါကျေးဇူးပြုပြီးတော့မရှိဘူးဆိုလဲအခုချိန်မှာဆက်လက်ပြီးတော့လူငွေကောက်ခံရမယ့်ချိန်ဖြစ်ပါတယ်ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်မမဆိုဖီယာကပါဝင်မှာဖြစ်ပါတယ်အလေးထားရောက်တဲ့သူတွေလာပေးကြပါ
လူငွေများကိုစကကြဆိုကောင်းမြတ်ဆုံးလင်းတော်မူသောအဖဖျားသခင်ကိုတော့ကောင်းမြတ်လုံးပါတယ်ကိုရောဤသားသမီးများစီစဉ်ထားတဲ့အတိုင်းကိုရောဝတ်ပုကိုဝေပုအစီအစဉ်အချိန်ထိလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရောဤကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကိုရောဤနေ့ညမှာကိုရောဤသားသမီးများဝတ်ပုကိုဝေဖို့လာချတဲ့အခါမှာကိုစိတ်နှလုံးသားမကပဲကိုရောအတွက်ကိုရောကောင်းစီးပြီးထားတဲ့ကောင်းစီများထဲမှာအလိုငွေအနေငယ်ကိုရောမျက်မှောက်တော်ထားမှာကိုပြန်လဲပြီးတော့မှအနံပါတယ်ကိုရောဤအလိုငွေများကိုကောင်းစီးပြီးတော်မူပါနာမကျမ်းသူများကိုချမ်းသာခြင်းအခွင့်ရရှိသောလူငွေများဖြစ်စီတော်မူပါပျောက်ဆုံးသောဝိညာဉ်တော်များကိုရောထံပြန်လဲပို့ပြီးသောလူငွေများဖြစ်စီတော်မူပါဤလူငွေအနေငယ်ကိုရောထံမှာတဘာတိတော်သားတော်ယေရှုနာမတော်ကိုမြည်ပြုလဲပြန်လဲပြီးတော့မှစက္ကန့်အနံပါဖဖျားသခင်အာမင်မပြောင်းလဲတဲ့မေတ္တာဆိုတဲ့တခြင်းလေးနဲ့ဖျားကိုအကုန်လုံးချီးမွမ်းချင်ပါတယ်လို့မေတ္တာကြောင့်တွေကိုပြောလို့မေတ္တာပြလေးပဲများထားစေတနေ့ကြတော့အမုန်းပွားစရာကြုံလာခဲ့ရင်မေတ္တာရှိသူညီရဲ့အကူအပေါင်းပေါ်မိတ်ဆွေဆွေမျိုးရင်းတွေအညို့ထားစရာအမုန်းပွားစရာရန်လို့ကြလေရှိနေဒီတိုင်းပဲရှိနေဒီတိုင်းပဲရှိနေမပြောင်းလဲတဲ့သူမြတ်တာရင်လိုပဲနော်စီစေဥစ္စာချေဝါစင်တလာတော့ချမ်းလေတွေ့တာနဲ့ဆုံးဖြတ်ကအချင်နာကြတော့စီစဉ်ဥစ္စာရမရှိလို့ရုံရင်ကြည်တန်သူတို့တဲ့လေအလံဝေးกว่าတကယ်မြတ်တာရှာလေးဝေးလေဒီတိုင်းပဲရှိနေဒီတိုင်းပဲရှာကြပြီးဆိုတော့တဲ့မှာဒါသမီးအဖြစ်ဆိုလို့ကအမွေတွေချမ်းလဲဒီတိုင်းပဲရှိနေဒီတိုင်းပဲရှိနေဒီတိုင်းပဲရှိနေမပြောင်းလဲတဲ့ဒီမြတ်တိုင်းရှိလို့
ချီးမွမ်းခြင်းအဖြစ်တော်၎င်းပေးကမ်းတော်သူရောက်ချင်းစတဲ့ပုံမှာတော်တော်ဖျားရှင်ကောင်းကြည့်ပေးပါစေအခုချိန်မှာတရားဒေသအခုချိန်မှာတရားဒေသနာကိုကြားနာရမယ့်ချိန်ဖြစ်ပါတယ်တရားဒေသနာအတွက်ဆရာကိုကြိုဆိုဖို့ရန်အားလုံးမတည့်ပြီးတော့လက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်အားလုံးချီးတင်ပါတယ်လို့နော်ပြန်ထိုင်ရပါပြီပြန်ထိုင်လို့ရပါပြီအားလုံးညီကောင်းကြပါသလားညီကောင်းမယ်လို့ထင်တယ်နော်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ဖခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းတဲ့အရာကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့တူတူလေးပဲဟောမယ်လို့အစီအစဉ်ထားတာနော်ဒါမဲ့ကြားမယ်ဆိုရင်တော့မတတ်နိုင်ဘူးအားပေးခြင်းတဲ့အကြောင်းအရာကတော့ဝိညာဉ်ရေးရာမှာဘုရားရှင်ဒီလူတိုက်အတွက်အချမ်းစီရှိတယ်ဆိုတာကိုကျွန်တော်ဝင်ငါချင်တာဖြစ်တယ်လူတိုက်ဘုရားသခင်လူတိုက်အတွက်ဘုရားသခင်ကကြည်ယူပြုဖို့ရှိတယ်တခါတလေမှာငါတို့အတက်တာမှာနောက်ကြပြီငါတို့အရှိမသူများကခရီးဘယ်လိုလဲသူများခရီးရောက်သွားပြီငါနောက်ကြချန်တယ်ဆိုပြီးတော့ထင်တတ်တာလေနော်စဉ်းစားတာနဲ့ထင်တတ်တယ်မဟုတ်ဘူးဘုရားသခင်ကျွန်တော်တို့အတွက်အကျဉ်းရှိတာဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ဘေချမ်းစာထဲမှာတွေ့နိုင်လဲဆိုရင်တော့ဓမ္မရာယဝံပထမဆုံးအခန်းကြီး16ထဲကအဖြစ်ပြက်ကိုကျွန်တော်ဖော်ပြချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့โอเคခါတဲ့သွားရအောင်နော်ဘုရားရှင်ဒီအဲ့ဒီထဲမှာကျွန်တော်တို့ကြီးတဲ့အခါမှာဘာတွေ့နိုင်လဲဆိုတော့ဘုရားရှင်ကဘယ်တော့ကိုစကားပြောလဲဆိုတော့ဓမ္မရာယဝံပထမဆုံးအခန်းကြီး16မှာဘာတွေ့မြင်နိုင်တာလဲဘာတွေ့နိုင်လဲဆိုတော့ဘယ်တော့ကိုတွေ့နိုင်တာလဲဘုရားကစကားပြောတဲ့သူတယောက်ကိုဆမွေလကိုဘုရားကစကားပြောတာနော်ဆမွေလကိုဘုရားကစကားပြောတယ်ဘာစကားပြောတာလဲဆိုတော့ဘဲလမ်ကိုတွားအဲ့မှာဘယ်သူရှိမှလဲဆိုတော့ယေရှဲမိသားစုရှိမှာအဲ့မှာတွားပြီးတော့သူတို့ရဲ့တားထဲယေရှဲတားတွေထဲကတယောက်ကိုဗိတ်သိပ်ပြီးမှလို့ဘုရားသခင်ကဘုရားရှင်ကဆမွေလရှိကိုပြောတာဖြစ်တယ်ဆမွေလအပေါ်မှာဒီစကားကိုဘုရားကပြောတဲ့အခါမှာဆမွေလကလည်းကြောက်တာပဲလေနော်ဘာဖြစ်လို့လဲဆိုတော့အဲ့တုန်းကဘယင်ကရှိသေးတယ်ဘယင်ကဘယ်သူလဲဆောလူနော်ဆိုတော့ဒါပေမဲ့ဆမွေလကဖျားပြောက်တာဆိုတော့သူဖျားရဲ့စကားကိုနားထောင်ပြီးမှဘက်လမ်ကိုတွားတယ်အဲ့မှာဘယ်သူကိုတွေ့နိုင်လဲဆိုတော့ဘယ်သူလဲယေရှိမတဲ့sorry ယေရှိနော်မြန်မာလူနဲ့ဆိုရင်ယေရှဲပေါ့နော် okay ယေရှုကိုယေရှဲနဲ့တွေ့တယ်ယေရှဲကအဲ့မှာဆမွေလကိုမိတာပဲလေဘာမိလဲဆိုတော့တရင်ကုန်းပါလာတဲ့တရင်ဆိုလာတဲ့ဆရာကိုတွေ့တာဆိုတော့ဝမ်းလေဝမ်းတာတယ်အဲ့မှာဆမွေလကဘာပြောလဲဆိုတော့ဝတ်ပြုတ်ကိုယ်ဖို့အစဉ်စဉ်ကိုလှုပ်ချမယ်ပြီးရင်ခမည်းရဲ့တားတွေကိုအကုန်လုံးခေါ်ပါခမည်းရဲ့တားတွေထဲကတယောက်ကိုဖယားကဗိတ်သိပ်ပြီးမှဖြစ်တယ်တဲ့ဆိုတော့ယေရှဲကလည်းသူ့ရဲ့တားတွေကိုခေါ်တယ်အကုန်လုံးကဝတ်ပြုတ်ကိုယ်တယ်ဖယားကိုရှိခိုးရအောင်ဆိုပြီးမှဖယားကိုရှိခိုးကြတယ်တန်ရှင်းလုပ်ကြတယ်တန်ရှင်းလုပ်တာနဲ့ဖယားရှိခိုးတာနဲ့တခါတည်းဆမွေလကဘယ်သူကိုကြည့်လဲဆိုရင်တော့အဲ့ထဲမှာအကြီးဆုံးသားဘယ်သူလဲအကြီးဆုံးသားကကျွန်တော်လည်းနာမည်ကမိတတ်တယ်ဆိုတော့နော်ကြည့်အောင်မယ်အကြီးဆုံးသားကဘယ်သူလဲအလဘကိုတွေ့တယ်အလဘကိုတွေ့တာနဲ့ဆမွေလကတူဖြစ်မှာလို့ထင်ထားတာလေဘာဖြစ်လို့လဲဆိုတော့အလဘကအရက်စီနဲ့ဘလတုံးနဲ့ဆိုတော့ဆမွေလကဖယားဗိတ်သိပ်ပြီးချင်တာကသူပဲဖြစ်မှာဆိုပြီးတော့သူထင်ထားတာဗိတ်သိပ်ပြီးမလို့သူကသူ့စီဘူးကိုယူပြီးမှ
ဘာလဲယင်းနေကြတယ်နော်အဲ့ဘက်မှာသူ့ရဲ့စေဖို့ကိုယူပြီးမှလုံထဲမလို့လေနော်ဘိတ်တိတ်ပြီးမလို့လှုပ်ထားတာဖယားကမဟုတ်ဘူးစမောမဟုတ်ဘူး तू မဟုတ်ဘူးဘာပြောမှလဲ तू မဟုတ်ဘူးဆိုပြီးတော့သူ့ကိုငါပယ်တယ်ဆိုပြီးမှအဲ့လဘကိုဖယားကမယူထားဘူးပယ်သွားတယ်အဲ့ချိန်မှာနောက်တစ်ယောက်လာခိုင်းတယ်နောက်တဲ့လာခိုင်းတာဘယ်သူလဲအဲ့ဒါဒုတိယအကြီးဆုံးသားကဒုတိယသားကဘယ်သူလဲဆိုတော့အဘိနာဒက်လာတယ်အဘိနာဒက်လာတဲ့အချိန်မှာသူ့ကိုလည်းဘလာတောင်းတော့အရက်စီစီဆိုတော့စမလာကသူပဲဖြစ်မှာအကူမဖြစ်ဘူးဆိုတော့သူပဲဖြစ်မှာဆိုပြီးတော့မှဘိတ်တဲ့မလို့လှုပ်ထားတာဖယားကမဟုတ်ဘူးသူ့ကိုလည်းငါပယ်တယ်ဆိုပြီးတော့တတိယတယောက်လာတယ်နောက်ထပ်ပြီးတော့လာရင်းနဲ့အကုန်လုံးရဲ့ရှက်ရဲ့သားတွေအကုန်လုံး9ယောက်တွေအားလုံးကဂုံသွားတာဒါပေမဲ့ဖယားကမဟုတ်ဘူးဆိုပြီးမှတယောက်မှမရွေးတာနဲ့စမောလလည်းအဲ့ချိန်မှာဟာယေရှေခမရရဲ့သားတွေအားလုံးကဒီအကုန်ပဲလားဖယားကတီချာပျောက်ထားတာနော်ဆိုပြီးတော့မှပြန်ပြီးတော့မိထားတာလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတော့ကဖယားသခင်ကစကားပြောတဲ့အချိန်မှာနာမှာတော့စကားပြောတဲ့အချိန်ဖြစ်တယ်ဆိုတော့အဲ့ဒီခက်ဖြစ်တယ်ဆိုတော့စမောလကပြန်ပြီးတော့ယေရှဲကိုပြန်မိတယ်ယေရှဲခမရရဲ့သားတွေအကုန်လုံးဒါတွေပဲလားကျန်တာမရှိသေးဘူးလားဆိုပြီးတော့မှပြန်မိတယ်အဲ့ဒီအချိန်မှာယေရှဲကအော်ဟုတ်တာပဲတယောက်ချန်သေးတယ်တဲ့အဲ့တယောက်ဘယ်မှာလဲတဲ့ဒီမှာမရှိဘူး तू ကအိုးအဝေးကြီးမှာ तू ကြောင်းတယ်တဲ့ဆိုတော့ဘိတ်တိတ်မဲ့အချိန်မှာဘိတ်တိတ်ဖို့အရှိမှာဒါဝိကပါတလားမပါဘူးလားမပါပါဘူးသူ့အဖေသူ့ရဲ့မိသားစုတွေအားလုံးကလည်းသူ့ကိုတရိယတလားမိတာလားတရိယလားတရိမရပါဘူးနော်ဟုတ်တယ်အကုန်လုံးကမိသွားတာဒါပေမဲ့ဖယားသခင်ကတီချာပြောက်တာဆိုတော့စမောလကလည်းသူ့ကိုသူ့ရဲ့အဖေရှင်မှာပြန်မိတဲ့အချိန်မှာအိုးတယောက်ချန်သေးတယ်ကျွန်တော်သားတွေအဲ့လိုပြန်ဖြေတဲ့အချိန်မှာစမောလကလည်းဘာပြောလဲဆိုတော့သူ့ကိုပြန်ခေါ်မဟုတ်ပါဘူးသူ့ကိုတွားခေါ်နော်ခေါ်ခိုင်းလိုက်တာသူမရောက်မှချင်းဘိတ်တိတ်ချင်းအစီအစဉ်ကစားလို့မရဘူးအာမင်ဖယားကိုတော့စစ်ခိုးတယ်ဝတ်ပြုတ်ကိုကြွိုက်တယ်ဒါပေမဲ့ဘိတ်တိတ်ချင်းကစားလို့မရဘူးဘိတ်တိတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဘိတ်တိတ်ခံရမဲ့သူကတော့ထဲမှာတူချောင်းနေတာဖြစ်တယ်သူ့ရဲ့အဖေရဲ့အစီအစဉ်မှာဒါဝိကတော့မပါပါဘူးနော်မပါပါဘူးဒါပေမဲ့ဖယားကတန်းရှိတဲ့အထဲမှာဒါဝိမပါပါဘူးဒါပေမဲ့ဖယားကသူ့ကိုမိမသွားပါဘူးဟာလေလုယာတခါတလေမှာကောင်းကြီးခံစားရဖို့တန်းရှိတဲ့အခါမှာလေကိုမပါတာလေဖြစ်တတ်တယ်နော်သူများအကောင်းကြီးရမယ် तू ကတန်းရှိတယ်တန်းရှိတဲ့အချိန်မှာ तू ကရပြီအဲ့ဒီအချိန်မှာ तू ကပြန်ရမယ်တခါတလေတက်ကျင်ကျွန်တော်တို့ဆာမဲဖြစ်ထမင်းပဲဖြစ်ဘာလဲအမျိုးမျိုးပေါ့နော်ဝီတဲ့အချိန်မှာတချို့လူတွေကအော်ကျွန်တော်ကနံပါတ်မရတော့ဘူးအဲ့လိုမျိုးအမျိုးမျိုးကျွန်တော်တို့တွေ့ကြုံရတယ်နော်ဆိုတော့အဲ့ဒီတန်းရှိမဲ့နေရာမှာဒါဝိရဲ့နေရာမရှိတော့လေဖယားကသူမရောက်မချင်းဘိတ်တိတ်ချင်းကစားလို့မရဘူးဆိုပြီးတော့မှသူ့ကိုခေါ်ခိုင်းတယ်အဲ့ဒါလိုပဲကျွန်တော်တို့ရဲ့အတ္တတာမှာတခါတလေမှာကောင်းကြီးခံစားရဖို့ဆိုရင်တန်းစီတဲ့အချိန်မှာတန်းစီတဲ့အခါမှာကိုမပါတာလည်းဖြစ်တတ်တယ်ဆိုတာကိုကျွန်တော်ဘာလဲခွန်အားပေးချင်ပါတယ်ကိုမပါတာဖြစ်တတ်ပါတယ်အခုဒီမှာကြည့်တန်းရှိတဲ့အထဲမှာမပါပါဘူးသူ့ကြောင့်နေတာဖြစ်တယ်အဖေလို့တဲ့သူကလည်းသူ့ကြောင့်နေတဲ့သားကိုမိသွားတယ်နော်မိသွားတယ်ဆိုတော့
ကျွန်တော်စဉ်းစားတာလေအဖေလို့တဲ့ तू ကဘာဖြစ်လို့တတိမရတာလေနော်စောစောတွေကခေါ်ပါလားဘာဖြစ်လို့မခေါ်တာလဲမခေါ်ဘူးဗျာ तू ကနော် तू တကိုမခေါ်ပါဘူးတတိလည်းမရပါဘူးထက်ကမိပြီးမှတတိရသွားတာလေနော်ဆိုတော့ဘယ်လိုနဲ့မိသွားတာလဲဆိုတာကျွန်တော်တို့မပြောတတ်ပါဘူးဒါပေမဲ့ဒါဝိကိုမတ်ထားပါဒါဝိကိုသူ့အဖေကမိထားတော့လေကောင်းကင်အဖကမိမသွားပါဘူးအာမင်တခါတလေချင်းကျွန်တော်တို့ကောင်းချီးခံစားရဖို့အတွက်ကောင်းချီးရဖို့အတွက်တန်းစီတဲ့နေရာမှာမပါတော့လေကျွန်တော်တို့တကယ်ချင်းတွေကမိထားတော့လေကျွန်တော်တို့မိသားစုတွေကမိသွားတော့လေဘုရားသခင်ကကျွန်တော်တို့ကောင်းကင်ဘုံမှာရှိနေတဲ့ကောင်းကင်အဖကကျွန်တော်တို့ကိုမိမသွားဘူးဆိုတာကိုတရိရနေပါလို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်တာဖြစ်တယ်အာမင်တင်ဘယ်နေရာပဲရောက်နေပါစီနော်အဖဘုရားသခင်ကတဲ့အတွက်အချမ်းစီစီတယ်ဆိုတာကိုမမိပါနဲ့ဆိုပြီးတော့မှကျွန်တော်ခွန်အားပေးချင်ပါတယ်တခါတလေကျွန်တော်တို့ဒီလေလူတွေရဲ့မျက်စိမှာမရှိပါဘူးလူတွေအထင်ကြီးတဲ့နေရာမှာမရှိပါဘူးလူတွေရဲ့အထင်သေးပြီးတော့မက်ကွယ်ပြီးတော့ဂျုံကလုံးနဲ့ရောက်နေဂျုံကလတဲ့ရောက်နေတော့သူတဲ့ဖိကောဖိနိုင်တယ်ဒါပေမဲ့ဖယားတင်ကအဲ့ဒီဂျုံထဲကိုတောင်းမြင်တဲ့ဖယားဖြစ်တယ်အာမင်ကျွန်တော်ပြောတာမှန်လားနော်လူတွေရဲ့မမြင်နိုင်တဲ့သူတွေကိုတောင်ဖယားကမိမသွားပါဘူးနော်ဖယားကမြင်နိုင်တာဖြစ်တယ်ဟာလေလုယာဟူသောထဲမှာရှိနေတဲ့ဒါဝိဒ်ကိုဖယားကမြင်နေတာဖြစ်တယ်အဲ့ဒါလူပဲဖယားကဒင်းကိုကြော်သွားမှာမဟုတ်ပါဘူးဖယားကဒင်းကိုမိသွားတာမဟုတ်ပါဘူးဖယားကတင်းအတွက်အရှိရှင်ရှိနေတာဖြစ်တယ်ဆိုတာကိုမိမသွားဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်တာဖြစ်တယ်ဘုရားရှင်ကအရာအလုံးကိုမြင်တော်သူဖြစ်တယ်ဟာလေလုယာဘယ်လောက်ပဲရှိခိုးနေပါစီဒါဝိဒ်မရောက်မချင်းကဘိတ်သိချင်းကမဆပါဘူးဆလို့မရပါဘူးဒါနဲ့ယေရှုကလည်းလူလွတ်ပြီးတော့တွားခေါ်ခိုင်းတယ်ဒါဝိဒ်လာခဲ့တယ်ဒါဝိဒ်ရောက်လာရောဘုရားရှင်နဲ့ရှမုလတ်ကိုစကားပြောပြီးရှမုလတ်ကိုဘယ်လိုနဲ့စကားပြောလဲဆိုရင်တော့ကျွန်တော်တို့ဓမ္မရာယဝန်ပထမဆုံးအခန်းကြီး16အခန်းငယ်7ကိုတူတကွဖတ်လို့ရမလားရတယ်နော်ဓမ္မရာယဝန်ပထမဆုံးအခန်းကြီး16အခန်းငယ်7ကိုကျွန်တော်တို့အတူတကွဖတ်ကြရအောင်တင်းနေတော့စီလွေရွယ်သူကိုခေါ်ခဲ့၏သူသည်နေတော့စပင်ရှိ၏လာတော့အစင်နှင့်ကြစ်ဖွယ်တော့မျက်နာလည်းရှိ၏ထာဝရဘုရားကဤသူပြည်သည်ထား၍ဗိတ်သိက်ပြီးလို့ဟုမိန်တော်မူ၏အာမင်ရှမုလကိုဒါဝိဒ်ရောက်လာတဲ့အခါမှာရှမုလကိုဘယ်သူကဖျားပြောလဲဖျားရှင်ကဖျားစကားပြောတာဖြစ်တယ်ဖျားရှင်ကစကားပြောတဲ့အချိန်မှာဘာပြောလဲသူဖြစ်တယ်အဲ့ဒါကြောင့်သူ့ကိုဗိတ်သိက်ပြီးပြီဟာလေလုယာဟာလေလုယာဘုရားရှင်စကားပြောဖို့ရှမုလကိုဟေးရှမုလဗိတ်သိက်ပြီးလိုက်ဒီတယောက်ပဲငါဗိတ်သိက်ပြီးမှဒီတယောက်ပဲဆိုပြီးတော့မှရှမုလကိုစကားပြောတာဖြစ်တယ်တခါတည်းရှမုလလည်းထားပြီးတော့မှသူ့ရဲ့ရှေ့ဘုတ်ကိုယူသွားတာပြီးတော့မှဒါဝိဒ်ရဲ့ခေါင်းအပေါ်မှာဘာလဲတွန်းလုံပြီးတော့မှဗိတ်သိက်ချင်းကိုပြုတ်နေတာဖြစ်တယ်ဟာလေလုယာဒီထဲမှာကျွန်တော်အတိပြချင်တာကဗိတ်သိက်ဖို့တန်းစီတဲ့အချိန်မှာဒါဝိဒ်ပါသလားမပါပါဘူးမိဘတို့ရဲ့စိတ်ကိုအာယုံထဲမှာတုံသူရှိသလားမရှိဘူးလားမရှိပါဘူးအချိန်အခါမိပြီးတော့မှတတိယသွားတာဖြစ်တယ်အာမင်ဒါဝိဒ်ကိုခေါ်ပြီးမှဒါပေမဲ့ဖယားကမိဘကတော့မိသွားတဲ့ဒါဝိဒ်ကိုဖယားကမိမသွားလို့ praise the Lord ဖယားကသူ့ကိုကြော်မသွားလို့ဒါဝိဒ်ကိုခေါ်ပြီးတော့မှဗိတ်သိက်ပြီးတာဖြစ်တယ် praise the Lord သူကသူ့ရဲ့အကူတွေထဲမှာတန်းရှိတဲ့အခါမှာသူကနောက်ဆုံးတော့သူဖြစ်တယ်နော်အစီအဆုံးမှာသူမနေပါဘူးနာမည်ခေါ်တဲ့အချိန်မှာလည်းသူမပါပါဘူး
ဒါပေမဲ့သူအစီဆုံးမှမနေပြီမြတ်နောက်ဆုံးမှနေတော့လေဖယားသခင်ကမိမတော်လို့သူဘိတ်သိချင်တဲ့သူကိုသူဘိတ်သိပြီးမှနောက်ဆုံးတော့သူကအစီဆုံးကိုရောက်သွားနေတာဖြစ်တယ် praise the lord amen လူတွေတတိမထားမိတော့သူကိုပင်ဖယားကမိမတော်ဘူးဆိုတာကိုတတိယဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်တာဖြစ်တယ် praise the lord ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ခွန်အားပေးချင်တဲ့အရာကဘာလဲဆိုတော့နောက်ဆုံးရောက်နေပါစီဘုရားရှင်တဲ့အတွက်အကြံစီရှိနေတာဖြစ်တယ်ဆိုတာကိုကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ဒါကြောင့်နေရာမလို့ပါနဲ့နော်နေရာမလို့ပါနဲ့အရှိကိုလည်းအတင်းမတိုးပါနဲ့မလို့ပါဘူးလူငယ်တွေနော်အချို့တစ်ဖြစ်လူငယ်တွေဘုရားရှင်တော်ထဲမှာထားရင်တော်ထဲမှာပဲနေပါအာမင်သူကြံခိုင်းရင်လည်းသူကြံပါနောက်ဆုံးမှာထားရင်လည်းနောက်ဆုံးမှာ EECC နဲ့နေလိုက်ပါ praise the lord ဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ဒီအရှိကိုစွဲတင်နိုင်တော့ဘုရားဖြစ်တယ်အဲ့ဒါကိုမိမသွားဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်တာဖြစ်တယ်အာမင်ဘာလဲဘုရားရှင်တော်ထဲမှာထားရင်တော်ထဲမှာပဲနေပါဘုရားရှင်ကသူကြံခိုင်းရင်လည်းသူကြံပါနောက်ဆုံးမှာထားရင်လည်းနောက်ဆုံးမှာ EECC နဲ့ဘုရားကိုမျှော်လင့်လက်အသက်ရှင်ပါအာမင်ဟာလေလုယာဟာလေလုယာအဲ့ဒါကိုအထူးသဖြင့်လူငယ်တွေအတွက်ခွန်အားပေးချင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကုကွယ်နေတဲ့ဘုရားကကျွန်တော်တို့ကိုကယ်တင်နေတဲ့ဘုရားကအရှိဆုံးကိုစွဲတင်နိုင်တော့ဘုရားစွဲတင်နိုင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုမိမတော်ပါနဲ့ဆိုပြီးတော့မှကျွန်တော်ခေါ်အားပေးချင်တာဖြစ်တယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေတခါတလေစဉ်းစားတဲ့ငါဘဝဟာဘယ်တော့အရှိကိုရောက်မှာဘယ်တော့မှရှိကိုရောက်မှာမဟုတ်တော့ဘူးဆိုပြီးတော့မှကျွန်တော်တို့စဉ်းစားတတ်တယ်လားစဉ်းစားတတ်တယ်နော်စဉ်းစားတွေးခေါ်တတ်တယ်နော်အဲ့လိုမျိုးဘယ်တော့အရှိကိုရောက်မှာလဲကျွန်တော်နေတဲ့နေရာကဒီနေရာပဲလားကျွန်တော်တို့မလေးရှားမှာနေတဲ့သူတွေဆိုရင်နော်10နှစ်တောင်ချော်ပြီကျွန်တော်ဆိုရင်တော့73နှစ်တောင်ချော်ပြီလေဆိုတော့ဖယား73နှစ်တောင်ဒီမှာမလေးရှားမှာပဲကျွန်တော်နေမှာလားအမေရိကမှာဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေကဟိုမှာပျောက်ပျောက်ပါပါနဲ့နေကြပြီမဟုတ်လားနောက်ဆုံးမှာကျွန်တော်တို့ကနေမှာလားဆိုပြီးတော့တခါတလေအတွေ့ထဲမှာဝန်နိုင်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ခွန်အားပေးချင်တာကအဲ့လိုမျိုးကျွန်တော်တို့အရှိကိုဘယ်တော့ရောက်မှာမဟုတ်တော့ဘူးကျွန်တော်ဒီဘာပညာမှလည်းမတတ်ပါဘူးနော်သူများတွေလို့ကျွန်တော်ကပညာတတ်လည်းမဟုတ်ပါဘူးဆိုပြီးတော့မှငါဟာသူ့ချောင်းငါဟာသူ့ချောင်းသားဖြစ်တယ်ငါကိုငါပြီးဘာကတော့တရိယာနေတာမဟုတ်ပါဘူးနော်မြောက်လင်းချက်ငါမိဘကတော့ငါကိုမြောက်လင်းချက်ထားတာမဟုတ်ပါဘူးဆိုပြီးတော့မှတခါတလေအားငယ်တတ်တယ်မဟုတ်လားကျွန်တော်တို့အကိုတွေအမတွေမောင်လေးတွေညီမတွေအဲ့ဒီကြားထဲမှာကျွန်တော်ဟာကျမကနော်မိမတွေရဲ့ဗာလဲမြောက်လင်းချက်ကကျွန်တော်အပေါ်မှာကျမအပေါ်မှာမရှိပါဘူးဆိုပြီးတော့မှအားငယ်တတ်တယ်အဲ့လိုမျိုးစဉ်းစားတွေးခေါ်တယ်ဆိုရင်စိတ်ဓာတ်မကြောက်ဖို့ကျွန်တော်ခွာပြချင်တာဖြစ်တယ်အာမင်ဘာဖြစ်လို့လဲဆိုတော့ငါဘွားဘယ်လိုမှအရှိကိုရောက်နိုင်မှာမဟုတ်ဘူးဆိုတဲ့သူတွေကစိတ်ဓာတ်မကြနဲ့လို့ကျွန်တော်ခွာပြချင်တဲ့အရာကဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ထားတဲ့နေရာမှာကြည်ကြည်နက်နက်နဲ့နေသွားပါကြည်ကြည်နက်နက်နဲ့နေသွားပါအချိန်တန်တဲ့အခါမှာဘုရားရှင်ကအရှိဆုံးကိုစွဲတင်မှာဖြစ်ပါတယ်နော်စွဲတင်နိုင်တဲ့ဘုရားကအချိန်တန်တဲ့အခါမှာစွဲတင်မှာဖြစ်ပါတယ်အချိန်မတန်တီးလို့ခမည်းဒီနေရာမှာနေတာဖြစ်တယ်ဆိုတော့မလောပါနဲ့ဆိုပြီးတော့မှကျွန်တော်တတိပြီးချင်တာဖြစ်တယ်ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်နှမမြတ်ကျွန်တော်ခွန်အားပေးခြင်းနဲ့ကျွန်တော်အားပေးခြင်းနဲ့လုံးဝစိတ်ထဲမှာကြားပါနဲ့နောက်ဆုံးမှာကျွန်တော်ကြံနေတော့လဲမထားလိုက်ပါဘုရားသခင်အချိန်တိုင်းစွဲတင်လိမ့်မယ်ဟာလေလုယာကြည်ကြော်ပြီးတော့မှဝန်ခံလိုက်စမ်းပါအာမင်အာမင်သုံးခေါက်ကျွန်တော်တို့ကြွေးကြော်ပါလား
အချိန်တိုင်းဘာပြောရလဲဆိုတော့ဖယားသခင်ကအချိန်တိုင်းကျွန်တော်ဒီဆွဲတင်လိမ့်မည်အာမင်ရမလားဒီနေ့တော့ဖယားသခင်ကဆွဲတင်လိမ့်မည်ဖယားသခင်ကအချိန်တိုင်းကျွန်တော်ဒီဆွဲတင်လိမ့်မည်ဘုရားသခင်ကအချိန်တိုင်းကျွန်တော်ကိုဆွဲတင်လိမ့်မည်အာမင်နောက်တစ်ယောက်အကြောင်းကိုပြောချင်တယ်တမန်တော်တွေထဲကနောက်ဆုံးတမန်တော်ကဘယ်သူလဲရှင်ပေါလုဖြစ်တယ်နော်နောက်ဆုံးတမန်တော်ကအဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အချိန်မှာသူ့ရဲ့အသက်တာကိုကြည့်တဲ့အချိန်မှာဘာကိုတွေ့မြင်နိုင်တာလဲဆိုတော့တပင်တော်တွေထဲမှာသူကဘာလဲတမန်တော်တွေထဲကနောက်ဆုံးတမန်တော်ဖြစ်တယ်တပည့်တော်တွေထဲက12ယောက်ရွေးချယ်တဲ့အခါမှာသူပါသလားမပါပါဘူးရှင်ပေါလုမပါပါဘူးသခင်ယေရှုအသက်ရှင်တုန်းကနောက်တော်တော့လိုက်တဲ့သူတွေထဲမှာသူပါသလားမပါပါဘူးနော်သခင်ယေရှုအတီခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းမှာသူပါသလားမပါသေးပါဘူးနော်အဲ့ဒီချိန်မှာလည်းသူမပါသေးပါဘူးရှင်ပြန်ထမြောက်ပြီးတော့မှတပည့်တော်တွေနဲ့အတူရက်40ပတ်လုံးအတူရှိစဉ်ကရှင်ပေါလုကပါသလားမပါဘူးလားမပါသေးပါဘူးအဲ့ဒီခြုံလုံးကဆိုရင်လည်းသူကမပါသေးပါဘူးကောင်းကင်တော့သခင်ယေရှုကကောင်းကင်တော့တက်ကြွသွားတဲ့အချိန်တုန်းကသူကပါသလားမပါဘူးလားမပါသေးပါဘူးရှင်ပေါလုကနော်သူရဲ့အချောင်းကိုဘယ်မှာတွေ့ထားတာပထမဆုံးအနေနဲ့ဘယ်မှာတွေ့နိုင်တာလဲဆိုရင်တော့တမန်တော်အခန်းကြီး9မှာရှင်ပေါလုအချောင်းကိုပါလာတာဖြစ်တယ်အာမင်အဲ့ဒီအကြောင်းကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ဘယ်လိုမျိုးနဲ့တွေ့ရတဲ့တာကိုတွေ့နိုင်တာလဲပထမဆုံးအနေနဲ့ဖိလစ်ကိုခဲနဲ့ပေါက်တတ်စတီဗန်နော် sorry စတီဗန်ကိုခဲနဲ့ပေါက်တတ်ခြင်းထဲမှာသူကဘာလို့လဲဘယ်နေရာကနေပါဝင်တာလဲလူတွေရဲ့အဝတ်ကိုထိမ့်သိမ်းပြတာနော်ဟုတ်တယ်မဟုတ်လားလူတွေရဲ့အဝတ်ကိုထိမ့်သိမ်းပြတာအဲ့ဒီနေရာကနေရှင်ပေါလုကိုသူ့ရဲ့ဘဝသူ့ရဲ့အကြောင်းကိုတွေ့နိုင်တာဖြစ်တယ်နော်အဲ့ဒါကတမန်တော်အခန်းကြီး9မှာကျွန်တော်တို့စပြီးတော့မှတွေ့နိုင်တာလေသူကနောက်ဆုံးမှကျန်တော့ပဲသူလေတမန်တော်တို့ထဲကနောက်ဆုံးတော့တမန်တော်ဖြစ်တယ်ဒါပေမဲ့သူကအခန်းကြီးတော့အခန်းငယ်10နဲ့9မှာပါပြောလဲဆိုတော့အတူတကွဖတ်မလားဖတ်လို့ရတယ်ဆိုတော့အတူတကွဖတ်မယ်နော်ဒီနေ့တော့4月မကုန်နိုင်တော့ခရစ်တော်ဤကြွယ်ဝပြည့်စုံခြင်းဤဧဝံဂေလိတရားကိုတပါးအမျိုးသားတို့အားဟောပြောခြင်းငါ၎င်းအလုံးစုံတို့ကိုယေရှုခရစ်အဖင်ဖန်ဆင်းတော်မူသောဘုရားသခင်၌ရှိကကာလပတ်လုံးဝတ်ထားလျက်ရှိသောထိုနဲ့နေသောအရာနှင့်ဆက်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်ကိုလူအပေါင်းတို့အားထင်ရှားစေခြင်းငါ၎င်းတန်ရှိသူအပေါင်းတို့တွင်အငယ်ဆုံးသောသူထက်တာရွတ်ငယ်သောငါအားသူကြည်ယူတော်ကိုပြီးတော်မူပြီအာမင်ဘာလဲတန်ရှင်သူအပေါင်းတို့တွင်အငယ်ဆုံးသောသူလို့ပြောလားမဟုတ်ပါဘူးအငယ်ဆုံးသောသူထက်ငယ်သောငါအားသူကြည်ယူတော်ကိုပြီးတော်မူပြီတဲ့အဲ့ဒီအကြောင်းကိုကျွန်တော်ဖတ်တဲ့အချိန်မှာရှင်ပေါလုကသူ့ကိုယ်သူဘယ်လိုပြောလဲတန်ရှင်သူတွေအထက်ကတန်ရှင်တော်သူတွေအငယ်ဆုံးအငယ်ဆုံးတော့သူထက်သူကပါလေတာရွက်ငယ်တယ်တဲ့အာမင်ဒါပေမဲ့
သူ့ရဲ့ဘဝအကြောင်းကိုသူ့ရဲ့တက်တာကိုကြည့်တဲ့အခါမှာသူကအငယ်ဆုံးသောသူဖြစ်တော်လဲအကြီးဆုံးသောနေရာမှာဖခင်ကထားတာဖြစ်တယ် praise the lord နောက်ဆုံးသောသူဖြစ်တော်လဲအစီဆုံးမှာဖခင်ကရှင်ပေါလုကိုပြန်ပို့နေတာဖြစ်တယ်ဘယ်လိုနဲ့သူ့ရဲ့တက်တာကိုတွေ့မြင်နိုင်တာလဲဆိုရင်ဖခင်ကဓမ္မတိဘယ်နာအုပ်လဲရှင်ပေါလုအားဖြင့်စစ်တော်ကိုတော့ရီခွင့်ပြနေတာဖြစ်တယ်နော်သူကတမန်တော်တွေထဲမှာအစီဆုံးလားအနောက်ဆုံးလားအနောက်ဆုံးပဲလေနော်ဒေးဗစ်ကသူ့ရဲ့မိသားစုမှာသူကအဖေကလည်းမိသွားတယ်နော်အငယ်ဆုံးတော့သူဖြစ်တယ်နောက်ဆုံးတော့သူဖြစ်တယ်ရှင်ဘောလူကလည်းနောက်ဆုံးတော့သူဖြစ်တယ်အားမငယ်ပါနဲ့ဖယားကတနည်းတစ်ချိန်အချိန်တန်တဲ့အခါမှာအစီဆုံးကိုပို့ရမယ်အချိန်ရောက်နေမှာဖြစ်တယ် praise the lord hallelujah အဲ့ဒါကြောင့်လူငယ်တွေဒီမှာရှိတဲ့ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်နှမတွေကျွန်တော်ခွာပြချင်တယ်စိတ်ဓာတ်မကြပါနဲ့နော်နောက်ဆုံးမှာကျင်တော်လဲဖယားရဲ့ကျွန်တော်တို့အပေါ်မှာအကျဉ်းစီနေတာဖြစ်တယ်ဟာလေလုယာနောက်ဆုံးမှာညီတော်လဲအရှိဆုံးကိုကျွန်တော်တို့ရောက်တဲ့အချိန်ကိုတနည်းနည်းတခါခါကြရင်အချိန်တာနဲ့အချိန်ကြရင်ရောက်နေမှာဖြစ်တယ် praise the lord အဲ့ဒါကြောင့်ကျွန်တော်ခွာပြချင်နေတာကစိတ်ဓာတ်မကြပါနဲ့ကျွန်တော်တို့လဲတနည်းကြရင်အရှိဆုံးကိုစွဲတင်နိုင်တဲ့ဖယားကစွဲတင်မှာဖြစ်တယ်လို့ကျွန်တော်ခွန်အားပေးလိုပါတယ်အရောက်ရှိတဲ့ကိုဖျားခြင်းကောင်းချီးပေးပါစေအာမင်ဆိုတော့ကျွန်တော်တို့ဗာလေအားငယ်ရမှာလားမငယ်ရပါဘူးเนาะပြီးတော့ကျွန်တော်ပြောချင်တာဗာလေကျွန်တော်တို့ကစိတ်ဓာတ်ကြရမယ့်သူတွေလားမဟုတ်ပါဘူးเนาะယွင်ကမရလဲစိတ်ဓာတ်ကြရမယ့်သူတွေလားမဟုတ်ပါဘူးယွင်ကမရလဲပါစံနဲ့တွားတဲ့သူအများကြီးနော်ယွင်ကရတဲ့သူတွေကဒီမှာကျန်းကြနေတာနော်စနေတုံဂျော်ဘီအင်တာဗျူးတခါမှကျွန်တော်စင်တခါမှမပြောတည်ဘူးနော်ကတ်တဲ့တန်တူတာတော့ဘာမှထွေထူးကိစ္စတော့မရှိဘူးproblem လည်းမရှိဘူးနော်အဆင်ပြေတယ်အမေရိကန်ကတက်တန်တူတယ်အင်တာဗျူးလည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာချပါဘူးဟာလေလုယာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လွတ်အနေနဲ့မသိနိုင်တဲ့အရာတွေကဖယားကြံရှိနေတာဖြစ်တယ်ကျွန်တော်တို့အတွက်အကောင်းဆုံးအရာကိုကျွန်တော်ဖယားကကျွန်တော်တို့အတွက်ပြင်ဆင်ပေးနေတာဖြစ်တယ်ဟာလေလုယာPraise the Lord အဲ့ဒါကြောင့်အာမငယ်နဲ့စိတ်ဓာတ်မကြနဲ့ Hallelujah ကျွန်တော်ခွန်အားပေးချင်တာကအဲ့လောက်ပါပဲကျွန်တော်တော့တူတူလေးပဲနော်ဒါပေမဲ့ကျွန်တော် note ယူထားတာရေးထားတာတော့များတယ်နော်ဒီမှာဆိုတော့ခွန်အားရမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့အချိန်မီပြင်ဆင်ပြီးမယ်ကိုတော်ပဲဆိုပြီးတော့မှကျွန်တော်တို့မျက်မှောက်တော်ထဲတူဝင်ကြရအောင်နော်အဲ့တချင်းဆိုပြီးတော့မှကျွန်တော်တို့မျက်မှောက်တော်ထဲကိုတူဝင်ကြမယ်အဲ့ပြီးတဲ့အချိန်မှာဆရာကဆိုတော်ပြမှာဖြစ်ပါတယ်နော်အချိန်မီပြန်စင်ပြီးမယ်ယုံကြည်တယ်ကိုရောရဲ့တဲမှာမဖြစ်နိုင်တော့ရမတန်နိုင်တော့ရရှိပြီပဲကိုရောတန်နိုင်တယ်ဒီချတယ်东西是你老老那勇敢的肩膀子的，蓝么西的永远来蓝个盘子，桥头
သွေးတဲ့ရဲ့မှာဆိုင်ရည်စီထွက်စီတာကိုတော်ဘေးလေသွေးချောက်တဲ့ယူစုတွေတဲ့ကိုပြန်သွင်းခိုင်ခန့်တော်ဘူးကြည်ကဲတော့အတွင်ပြောင်းလဲစီတာကိုတော်ဘေး变成比美，情已变成比美，故事的，故事也天嘛么偏爱多，要么单爱多，要么心比美，故事单爱的，故事单爱的，地差的，总是心里冷冷那有。将马西的，蓝西的头也来难过盼西，桥对的野马，山一路西ထွက်西达，古罗贝勒，对桥的有时对的个偏对，可以看到不及给都对，掉泪西达。家你的老奶的家的，古老老比美谁家你的，古老老奶的，古老老奶的，哈利路亚，哈利路亚，耶，古老老比美。圣干吧，主不要写诗嘛，圣干吧，哈利路亚，哈利路亚。古罗丹来的，地球的，古罗老比美，谁家？那个古罗老来的，有几的？蓝么西的，蓝么西的，头也来蓝个盼星，对的野马，山一路西ထွက်西达，古罗贝勒，对桥的有时的天个偏对，可以看到不起的都对标嘞。Let me see the door night， 笑对的野马，山一路，哈利路亚，古罗贝勒，对桥的有数的，桥的有数的天个偏对，该看到不及的都对标嘞，是啦，古罗贝。시레리야 가니 지나가 됐다고 구로의 렉테도 안난 생각자야 구로 라우나래 구로 라우비메 세찬이래 구로구 영진의 수비마 와이칸 비로마 주의점 비로마 대에 안 된다고 안난 생각라이바 할렐루야 오 할렐루야 오
ချတယ်။အိုးကျွန်တော်တို့ကိုဒီမှာသွားဖို့ကျွန်တော်တို့ကိုချောမသွားတော့အိုးဘုရားရှင်ကိုရဲ့နာမတော်ကိုချီးမွမ်းပါတယ်။ကိုရဲ့ဂရုဏာတော်ကိုချီးမွမ်းပါတယ်။ Hallelujah 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 အိုးကျွန်တော်တို့ကိုဘယ်တော့မှဆွတ်ပြမထားတော့ကိုရောပဲကျွန်တော်တို့ဘယ်ကိုဘယ်တော့မှဆွတ်ပြမထားတော့ကိုရောပါပဲ Hallelujah Yarabakishire Gurobe Gurobe Hallelujah Hallelujah Rabba Though ye night line go pansy, Chow to the Yema, Sai you see to see da good obey. Amen. Yes, Lord Jesus, see good Kuroku chizu tene mi mountain generoku chimyo do muro kuroku chizu tene Daro Yesu Christo ya tuido api generoku yuino do muro kuroku chizu tene Pyama chin generoku tisido piaku generok chizu tene Pyama chin tisido tu apongo chimyo naido kuroku chizu tene Dinya makuro jono jani yare no kabato apin Deo sida ya tetago tuti do mubi Kuro ya no kabato teyago Yongji secha do kwengo pero muba Bongji chin alongzongo Kuro ya letena bienle anamai We give you all the glory honor power and praise In Jesus' name we pray. Amen. Amen. Pia de ngau chi bi ba si. Nau ma cha yin lo bo kai phe ti